မင်္ဂလာပါရှင်ဒီနေ့တော့ငုံမြမြနဲ့ခောက်ဆွဲကြော်ရှေ့ကြော်စားဖြစ်ပါတယ်။စိုင်ကြော်အရသာအတိုင်းကြော်ထားတဲ့ခောက်ဆွဲကြော်နည်းတွေကိုပြန်လည်မျှဝေပေးထားပါတယ်ရှင်။ခောက်ဆွဲကြော်ဖို့ပါဝင်ပစ္စည်းတွေကတော့ခောက်ဆွဲပင်ဆိုင်ငုံဥကြက်သွန်ဖြူကော်ရည်ကြက်ဥနဲ့ကြက်သားတို့ကိုလိုအပ်ပါတယ်။ခောက်ဆွဲကြော်ဆိုရင်ဖြူကအသီးအရွက်များများလေးနဲ့ထည့်ကြော်စားဖြစ်ပါတယ်။ဆိုတော့ဂေါ်ဘီတွေကိုမထူမပါလေးတီးထားလိုက်ပါတယ်။ဒါကတော့ပင်ဆိုင်မှာပင်ဆိုင်တွေကိုလည်းတီးထားလိုက်ပါတယ်။ပင်ဆိုင်တွေပြင်ဆင်ပြီးသွားရင်တော့ဥနီလေးကိုလည်းအခွန်ခွာပြီးတော့လှီးထားလိုက်ပါတယ်။ဒါကတော့ဂျပန်မှာပေါ်တဲ့ခောက်ဆွဲပါရန်19ချက်နဲ့ဖြူကတော့3တုပ်လောက်ဝယ်လာခဲ့ပါတယ်ဒီခောက်ဆွဲလေးကအသစ်ကြော်အမျိုးအစားဖြစ်လို့ပြန်ပြုတ်စီရမလိုပါဘူးခောက်ဆွဲ3တုပ်ကိုဖောက်ထည့်ပြီးရနဲ့အယောင်လှအောင်ပဲငန့်ပြားကြီးအနောက်ကလေးထည့်လိုက်ပါတယ်ပဲငန့်ပြားကြီးထည့်ပေးပြီးသွားရင်တော့နှံ့အောင်နဲ့ထားလိုက်ပါတယ်ဒါကတော့ရောကြော်ဖို့အတွက်ကြက်သားပါဒီနေရာမှာဝက်သားအမဲသားကြိုက်ရထည့်ကြော်စားနိုင်ပါတယ်ဝယ်လာတဲ့ကြက်သားတွေကိုအရေခွန်ခွာပြီးတော့ရေသေးချဆေးပေးထားပါတယ်ရေဆေးပြီးရဲ့ကြက်သားတွေကိုအတုံးသေးသေးလေးတွေလှီးဖြတ်ထားလိုက်ပါတယ်လှီးဖြတ်ထားတဲ့ကြက်သားတွေကိုအရသာထည့်ပါမယ်ပဲငန့်ပြားရည်စားတကြားမျိုးကောင်းတို့ကိုထည့်ပြီးတော့နည်းနည်းပေးထားလိုက်ပါတယ်ကြက်သားရေပြင်ဆင်ပြီးသွားရင်လှီးဖြတ်ထားတဲ့အသီးအရွက်တွေကိုလည်းရေသေးချာဆေးထားလိုက်ပါရှင်ဒါကတော့ဂျပန်မှာအလွယ်ဝယ်လို့ရတဲ့ကော်မုတ်ပါကော်မုတ်တစ်စုံစာကိုရေနဲ့ဖြော်ပေးထားလိုက်ပါတယ်ခောက်ဆွဲကြော်တဲ့အခါပူစားကောင်းအောင်ကြက်ဥတစ်လုံးကိုခောက်ထားလိုက်ပါတယ်။ပါဝင်ပစ္စည်းတွေအားလုံးပြင်ဆင်ပြီးသွားတာနဲ့စကြော်ပါမယ်ရှင်။အိုးပူလာတာနဲ့စီထည့်ပြီးစနွန်းထည့်လိုက်ပါတယ်။စီပူလာရင်တော့ကြက်သွန်ဖြူတစ်ပြားရိုက်ကိုထည့်ကြော်လိုက်ပါတယ်။ကြက်သွန်ဖြူမွေးလာရင်တော့ကြက်ဥခောက်ထားတာလေးကိုထည့်ကြော်ပေးပါတယ်။ကြက်ဥပွေကြော်လေးကျက်သွားရင်တော့အရသာနှက်ထားတဲ့ကြက်သားတွေကိုထည့်ကြော်လိုက်ပါတယ်ကြက်သားနဲ့ကြက်ဥအကျဉ်းညီသွားပြီဆိုရင်အစင်တိတ်ရေးဆေးထားတဲ့ဂေါ်ဘီဥနီပင်ဆိုင်ရိုးတို့ကိုထည့်ကြော်လိုက်ပါတယ်အရသာကတော့ပဲငန့်ပြားကြီးအကြည့်နဲ့အနောက်တို့ကိုရောပြီးတော့ထည့်ပေးထားပါတယ်။တို့ကတော့အချိုးမသုံးပါဘူးရှင်။စားအနည်းငယ်နဲ့တကြားအနည်းငယ်ကိုလည်းထည့်ပေးထားပါတယ်။နောက်ဆုံးမှာတော့ခရုစီလေးထည့်ကြော်ပေးပါတယ်။ကြော်နီနဲ့အသီးအနှံတွေအနှဲငယ်နူးလိုက်ရင်တော့ငုံနဲ့ပင်ဆိုင်အရွက်တို့ကိုထည့်ကြော်ပေးပါတယ်
တီးနှံနေအကုန်လုံးချက်မှာအရသာနဲ့နှက်ထားတဲ့ခောက်ဆွဲကိုထည့်ကျော်လိုက်ပါတယ်ခောက်ဆွဲထည့်ပြီး3မိနစ်လောက်ကြော်ပြီးသွားရင်တော့နောက်ဆုံးမှာကော်ရီဖြောထားတာလေးကိုထည့်ကျော်ပေးပါတယ်ခောက်ဆွဲကြော်ကိုစိုင်းကြော်ပုံစံအီထွေးထွေးလေးစားကြည့်ရင်တော့ကော်ရီကိုထည့်ကျော်ပေးရပါမယ်နော်ကော်ရီထည့်ပြီးနှံ့အောင်ထိုးမွေကြော်ပြီးသွားရင်တော့မီးပိတ်ပြီးအိုးချလို့ရပါပြီရှင်ဆိုင်မှာဝယ်စားရတာတဲ့ဖြိုးကခောက်ဆွဲကြော်ဆိုရင်အိမ်မှာပဲအမြဲကြော်စားဖြစ်ပါတယ်ကိုယ်စိတ်ကြိုက်အသီးအရွက်များများလေးထည့်ကြော်စားရတာအရန်ကိုအရသာရှိပါရဲ့နော်အိမ်ကြော်ဆိုတော့စီတန့်တန့်လေးနဲ့ကျမကြီးအတွက်လည်းအရန်ကောင်းပါတယ်ဖြိုးကတော့ရန်16ချက်တန်ခောက်ဆွဲ3လုပ်ကြော်စားတာပကံကြီးငယ်နဲ့ပကံတောင်ရပါတယ်ခောက်ဆွဲကြော်ဆိုရင်အီပြေတဲ့ကြက်သွန်အချင်းလေးကမပါမဖြစ်ပါနော်ကြက်သွန်ဒီတစ်လုံးကိုအခွန်ခွာရေးဆေးပြီးတော့ပပလီထားလိုက်ပါတယ်ချင်းဆက်လေးဖြစ်အောင်ပင်နံဒီ3000လောက်ကိုညှက်ထည့်ပေးထားပါတယ်နောက်ဆုံးမှာတော့ချီတိုစော်လေးထည့်လိုက်ရုံနဲ့အရသာရှိရဲ့ကြက်သွန်ချင်းလေးရပါပြီခောက်ဆွဲကြော်နဲ့အတူကြက်သွန်ချင်းလေးကစားကျင်စပွဲလေးပါရှင်ဖြိုးကတော့ဂျပန်ခောက်ဆွဲကြော်တွေကိုလုံးဝမကြိုက်ပါဘူးအခုလိုခောက်ဆွဲဝယ်ပြီးတော့မြန်မာခောက်ဆွဲကြော်ဆိုင်တွေမှာရောင်းတဲ့ပုံစံလေးပဲအမြဲကြော်စားဖြစ်ပါတယ်ဖြိုးတို့ရဲ့ Cooking My ဖြိုး channel လေးကဂျပန်စူပါရီမှာအလွယ်ဝယ်လို့ရတဲ့ပစ္စည်းတွေနဲ့ပဲဟင်းချက်နီးမုံလုံးနီးတွေကိုအပတ်စဉ်တင်ပေးနေတာဖြစ်ပါတယ်တကယ်လို့ဝယ်ရမယ့်ပစ္စည်းတည်ကျင်တာလေးရှိရင်လည်းမက်နေမှာလာမေးထားလို့ရပါတယ်ရှင်ဒီနေ့ဖြိုးချော်ပြသွားတဲ့ခောက်ဆွဲကြော်နီးလေးကိုသဘောကျမယ်လို့ယုံကြည်ပါတယ်ရှင်အားလုံးပဲတာယာလှပတဲ့နေ့ရက်လေးတွေနေ့တစ်တိုင်းပိုင်ဆိုင်နိုင်ကြပါစေနော်